မင်္ဂလာပါခင်ဗျာဘဝမှာလှုပ်ချင်တာတွေများပြီးလမ်းပြောင်းနေတဲ့သူတွေအတွက်ပါအခါတလေဘဝမှာလှုပ်ချင်တဲ့အရာတွေအယံများနေတတ်ပါတယ်ဝေစာချင်တဲ့စီးပွားရေးလှုပ်ချင်တဲ့ YouTube channel ထောင်ချင်တဲ့စာဖတ်ချင်တဲ့ကျမ်းမာရေးလဲကောင်းချင်တဲ့ဘာသာစကားအသစ်လဲသင်ချင်တဲ့ဒါပေမဲ့အဆုံးမှာဘာတစ်ခုမှအကောင့်ထဲမပေါ်နိုင်ပဲနေ့ရက်တွေသာကုံဆုံးသွားတတ်ကြပါတယ်တကယ်တော့ပြဿနာကကိုမတော်လို့မဟုတ်ပါဘူးပြဿနာကလှုပ်ချင်တာတွေအယံများနေလို့ပါလူတစ်ယောက်ရဲ့အချိန်နဲ့စွမ်းအားကကန့်အသတ်ရှိပါတယ်အရာအလုံးကိုတပြိုင်တည်းဖမ်းချင်ရင်နောက်ဆုံးမှာတော့ဘာတစ်ခုမှမမိတော့ပါဘူးအောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ပါသူတို့ဟာအရာအလုံးကိုတခါတည်းမလုပ်တတ်ကြပါဘူးအချိန်တည်းမှာပဲအရေးအကြီးဆုံးတစ်ခုကိုပဲရွေးချယ်ပြီးအာယုံစိုက်ပြီးလုပ်တတ်ကြပါတယ်။သင်လဲကိုအရင်မေးကြည့်ပါ။အခုဒီလအတွင်းမှာငါဘဝအတွက်အပြောင်းလဲဆုံးဖြစ်စေမယ့်အရာတစ်ခုကဘာလဲ။အဲ့ဒီအရာတစ်ခုကိုရွေးချယ်လိုက်ပါ။ကျန်တာတွေကိုခဏလောက်ဘေးဖယ်ထားလိုက်ပါ။ဒါဟာဆွန့်လွတ်လိုက်တာမဟုတ်ပါဘူး။ဦးစားပေးတာပါအောင်မြင်မှုဆိုတာအများကြီးလုပ်နိုင်လို့မဟုတ်ပဲအရေးကြီးတဲ့အရာကိုစက်တိုက်လုပ်နိုင်လို့သာရရှိလာတာပါဒီနေ့ကိုအချိန်မိနစ်30ပဲရတယ်ဆိုရင်လေအဲ့ဒီအရာတစ်ခုအတွက်အပြည့်အဝအသုံးချလိုက်ပါနေ့စဉ်နေ့တိုင်းနည်းနည်းချင်းစီစစ်ဆက်တာကတရက်တည်းအများကြီးကိုလုပ်ဖို့စူးစမ်းနေတာထက်ပိုပြီးထိရောက်ပါတယ်ချို့လူတွေကပြည့်စုံနေတဲ့အချိန်ကိုစောင့်နေတတ်ကြပါတယ်။ဒါပေမဲ့ပြည့်စုံတဲ့အချိန်ဆိုတာမရှိပါဘူး။စတင်လိုက်တဲ့အချိန်ကပဲအကောင်းဆုံးအချိန်ဖြစ်ပါတယ်။လမ်းပြောင်းနေတယ်လို့ခံစားနေရရင်မြေပုံအသစ်မလိုပါဘူး။ဥတီချက်တစ်ခုသာလိုတာပါ။တလမ်းပဲအရင်လမ်းကြည့်လိုက်ပါ။ပြီးနောက်တလမ်းအဲ့ဒီလိုနဲ့လမ်းကြောင်းကတဖြည်းဖြည်းရှင်းလာပါလိမ့်မယ်မမေ့ပါနဲ့အရာ10ခုကိုအစပဲလှုပ်ထားတဲ့သူတဲ့အရာတစ်ခုကိုအဆုံးထိလှုပ်တဲ့သူကပိုပြီးဝေးရောက်နိုင်ပါတယ်ဒါကြောင့်ဒီနေ့ကစပြီးအရာအလုံးရဲ့နောက်ကိုမလိုက်ပါနဲ့ကိုဘဝကိုအပြောင်းလဲဆုံးဖြစ်စေမယ့်အရာတစ်ခုကိုသာရွေးချယ်ပြီးအပြည့်အဝအာယုံစိုက်ကြည့်လိုက်ပါသေးငယ်သောခြေလမ်းတွေကနေကြီးမားသောအောင်မြင်မှုကြီးတွေအထိရောက်အောင်စတင်လိုက်ပါသင်ဟာလမ်းပြောင်းနေတာမဟုတ်ပါဘူးဘုဒ္ဓချက်တစ်ခုကိုပြတ်သားရွေးချယ်ဖို့ပဲလိုအပ်နေတာပါတာယာတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေဗီဒီယိုကိုအဆုံးထိလိုက်ပါနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ